ဝမ်ဘလွေမှာတငယ်ချင်းတယောက်မှမရှိခဲ့ဘူးဘာကြောင့်လဲဆိုရင်တိရစ္ဆာန်တိုင်းကသူတို့ကိုစားပစ်မယ်လို့ထင်ကြလို့ပဲဒါကြောင့်သူကထူးခြားတဲ့အကြံတစ်ခုကိုစဉ်းစားခဲ့တယ်သူကအသားစားတာကိုရက်ပြီးတက်လွတ်စားဖို့ဆုံးဖြတ်ခဲ့တယ်သူကမီးဖိုချောင်စာအုပ်တစ်အုပ်ကိုတွေ့ခဲ့ပြီးသူ့ရဲ့ပထမဆုံးအသီးဖြော်ရည်ပြုလုပ်ဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့အရသာကအယမ်းကိုဆိုးရွားခဲ့တယ်သူကအခွန်ခွာနေတော့တခြားတိရစ္ဆာန်တွေကကြောက်လန့်သွားကြတယ်အသီးဖြော်ရည်သူကပြတင်းပေါက်ကနေအပြင်ကိုကြည့်လိုက်တော့တိရစ္ဆာန်အားလုံးပျော်ရွှင်စွာအတူတကွစားတောက်နေတာကိုတွေ့ခဲ့ရတယ်သူကတော့လုံးဝအထီးကျန်နေခဲ့တယ်ဒါကြောင့်သူကသူ့ရဲ့အသီးဖြော်ရည်ကိုယူပြီးညစာအတွက်သူတို့နဲ့ပူးပေါင်းဖို့ဆုံးဖြတ်ခဲ့တယ်တိရစ္ဆာန်တွေကသူ့ကိုမြင်တာနဲ့ကြောက်လန့်ပြီးအော်ဟစ်ကဟိုဒီပြေးလွှတ်ကုန်ကြတယ်ဒါကဝမ်ဘလွေရဲ့နှလုံးသားကိုလုံးဝကွဲချေစေခဲ့တယ်အဲ့ဒီအချိန်မှာရဲရင်နဲ့တစ်ကတိုးလေးတစ်ကောင်သူ့စီကိုလာပြီးသူ့ရဲ့အသီးဖြော်ရည်ကိုလက်ကမ်းပေးခဲ့တယ်ဒါကိုမြင်တော့တခြားတိရစ္ဆာန်တွေအံ့ဩသွားကြတယ်ပြီးတော့တယောက်ပြီးတယောက်သူတို့ကဖြည်းဖြည်းချင်းပြန်လာကြတယ်သူတို့အားလုံးအတူတကွစုဝေးပြီးဝမ်ဘလွေပြုလုပ်ထားတဲ့အသီးဖြော်ရည်ကိုမြည်ဆန်းခဲ့ကြတယ်